5-seater AMG line grade အဖြူရောင်ကားရဲ့အနောက်ဘက်ခန်းမှာဆိုရင်လည်း round aircon ဖြစ်တာကိုလည်းမြင်တွေ့ရပါတယ်။ aircon adjustment ဟာဆိုရင်လည်းကိုယ်စိတ်ကြိုက်ပြောင်းလဲလို့ရပါတယ်။ထိုင်ငုံတွေမှာဆိုရင်လည်းထိုင်ငုံအပူအေးအေးပေးလို့ရတဲ့ခလုတ်တွေပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ 5-seater AMG line grade ကားမှာဆိုရင် 4-seater luxury exclusive grade လိုမျိုးပဲမှန်တင်မှန်ချလုပ်လို့ရတဲ့ခလုတ်ပါဝင်တယ်။နေကားတွေအတင်ချလုပ်လို့ရတဲ့ခလုတ်တွေပါဝင်တယ်။နောက်ဘက်ကမှန်ကြီးအတွက်လည်းနေကားအတင်ချလုပ်လို့ရတဲ့ခလုတ်ပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။အလဲဘက်မှာဆိုရင် armrest ပါဝင်တာမြင်တွေ့ရတယ်။ armrest ရဲ့အောက်ဘက်မှာဆိုရင် cargo space သေးသေးလေးပါဝင်တာကိုမြင်တွေ့ရပါတယ်။အတွင်းဘက်မှာဆိုရင်တော့ USB port တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ wireless charger ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ပုံမှန်ကြည့်မယ်ဆိုရင်တော့ flat service area ပဲဒါပေမဲ့အတွင်းထဲကိုနှိမ့်ချလိုက်မယ်ဆိုရင်တော့ cup holder နှစ်ခုပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ armrest ရဲ့အနောက်ဘက်ကိုဖွင့်လိုက်မယ်ဆိုရင်တော့ပုံမကျယ်ဝန်းတဲ့ cargo space ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ 4-seater ကားရောယခုပြသနေတဲ့ 5-seater ကားရောမှာ ambient light တွေပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ ambient light တွေကလည်းကိုယ်စိတ်ကြိုက်အရောင်64ရောင်အထိပြောင်းလဲလို့ရပါတယ်။အပေါ်ဘက်မှာဆိုရင်တော့ more roof ပါဝင်တာချင်းလည်းတူညီပါတယ်ရှင်။ထိုင်ငုံနေရဆိုရင် leather seat တွေသုံးပေးထားပြီးတော့ massage function ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ 4-seater အနက်ရောင်ကားရောယခုပြသနေတဲ့ 5-seater AMG line grade ကားမှာရောဆိုရင်ဘေးဘက်မှာရောအပေါ်ဘက်မှာပါ hook လေးတွေပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ Laron Haron ကလည်းကြကြဝန်းရှိတာကိုမြင်တွေ့ရပါတယ်ရှင်။ယခုပြသသွားတဲ့အချက်တွေကတော့ 5-seater AMG line grade ကားရဲ့အနောက်ဘက်အတွင်းခန်းပဲဖြစ်ပါတယ်ရှင်။ 5-seater AMG line grade ကားရဲ့အတွင်းခန်းမှာဆိုရင် napper leather သုံးပေးထားပြီးတော့အတွင်းခန်းရဲ့ကာလာဟာဆိုရင် leather နဲ့ wood trim တွဲဆက်ပေးထားတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ steering ဟာဆိုရင် leather ကြိုးချုပ်နဲ့လာပြီးတော့ volume control, cruise control, voice command နဲ့ pedal shifter ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ 5-seater AMG line grade ကားမှာဆိုရင်တော့ HUD display ပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ Mercedes တွေရဲ့ထုံးစံအတိုင်းတကားပေါင်မှာဆိုရင်တော့ seat motor တွေ seat memory တွေပါဝင်တာကိုမြင်တွေ့ရပါတယ်။ထိုင်ငုံအပူအေးပေးလို့ရတဲ့ခလုတ်တွေလည်းပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ 5-seater AMG line grade ကားမှာဆိုရင် 4-seater luxury exclusive ကားလိုမျိုးပဲ dual 12.3 inch wide digital display ပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။အလဲဘက် center console မှာဆိုရင်တော့ cup holder နှစ်ခုပါဝင်တာလည်းတူညီတယ်။ armrest ခါဆိုရင်ဒီဘက်အချမ်းရောဟိုဘက်အချမ်းရောပါဖွင့်လို့ရတာတူညီပြီးတော့အတွင်းဘက်မှာဆိုရင် wireless charger ပါဝင်တာလည်းတူညီပါတယ်။ USB port တွေပါဝင်တာလည်းတူညီပါတယ်ရှင်။ air suspension ရှော့ပါအနှိမ့်မြင့်လုပ်လို့ရတဲ့အချက်တွေ driving mode တွေပါဝင်ပုံချင်းလည်းတူညီပါတယ်ရှင်။အပေါ်ဘက်မှာဆိုရင် sunroof ပါဝင်ပြီးတော့ sound system အနေနဲ့ Burmester speaker တွေအသုံးပြုပေးထားတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ယခုပြသသွားတဲ့အချက်တွေကတော့ 5-seater AMG line grade မှာပါဝင်တဲ့အချက်တွေပဲဖြစ်ပါတယ်ရှင်။ယခုပြသသွားတဲ့ Mercedes-Benz 2018 model S-Class
5 seater AMG line grade ကားနဲ့4 seater luxury exclusive ကားနှစ်စီးကိုကြိုက်နှစ်သက်လို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့လက်ငင်းလဲဝယ်လို့ရတယ်လို့အရစ်ကျအနေနဲ့လည်းဝယ်လို့ရပါတယ်ရှင်အရစ်ကျအနေနဲ့ 20% down payment ကနေစပြီးတော့တစ်နှစ်ကနေ9နှစ်အထိလည်းဝယ်လို့ရပါတယ်ရှင်ဖြူတော့ကိုလင်း automobile sales center ကနေရောင်းချသောကားများအားလုံးကို 100% ယုံကြည်စိတ်ချစွာဖြင့်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်ကီလို short ခြင်းလည်းလုံးဝမပြုတ်လို့ပါဘူးရှင်ကားများအားလုံးဒီအတိုက်အခိုက်အရှုပ်ရှင်းကင်းပြီးတော့ရင်ပိုင်ဆိုင်မှုမှန်ကန်မှုအတွက်ကိုလည်း 100% အပြည့်အဝယုံကြည်စိတ်ချစွာဖြင့်ဝယ်ယူအားပေးလို့ရပါတယ်ရှင်အမြင်လာရောက်ကြည့်ရှုရှင်သူ customer များအနေနဲ့ပြည်လန်း Novotel Hotel နီးမှာ showroom number 1အမှတ်224ဦးဝိဇာရလမ်းနဲ့ Democity လမ်းတောင် SPC Tower ရဲ့အနောက်ဘက်မှာဆိုရင်တော့ showroom number 2တောင်ဥက္ကလာရနာလမ်းမပေါ်မလိခအင်ယာရဲ့အရှိတ်ဘက်မှာဆိုရင်တော့ showroom number 3ဆိုပြီးဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်လူချင်းမင်းတို့နေဆက်ရာ showroom မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးဖို့အတွက်လည်းဖိတ်ခေါ်ပြရသေးရှင်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်မယ်ဆိုရင် like and share လေးနဲ့လည်းဝင်ရပေးကြပါအောင်နော်အပတ်စဉ်စနေညနေ6နာရီတိုင်းကား review ဗီဒီယိုလေးတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်အားပေးကြည့်ရှုဖို့လည်းလုံးဝမမေ့ပါနဲ့နော်ကဲနှုတ်ဆက်မဲ့ချိန်ကိုရောက်လာခဲ့ပြီနော်နောက်ထပ်ကားသစ်တွေနဲ့နောက်စီစဉ်တွေမှာဖြူနဲ့အတူပြန်လည်ဆုံတွေ့ကြမယ်နော် bye bye